အားလုံးပဲမင်္ဂလာပါနေမျိုးကွန်ပျူတာ training center ကနေပါကြိုဆိုလိုက်ပါတယ်ဒီကနေ့ပြောင်းဝင်တဲ့သင်ခန်းစာလေးကတော့ကျွန်တော်တို့ဒီမှာဒီကောင်တော့ကျွန်တော်ရှေ့အတိုးလုံးတက်တယ်မှာတို့လည်းပြောင်းရတော့တာပေါ့နော်ကျွန်တော်တို့ကကျွန်တော်တို့စထုတ်ပေးလိုက်တဲ့ဆွဲပြီးကျွန်တော်ဟောပါတော့ strategy ရကျွန်တော် end ရဒီနှစ်ခုလေးကြည့်ဖို့လို့ပေါ့နော် strategy and formula လေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရှင်းပြပေးမှာဖြစ်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာဆိုရင်ကျွန်တော် strategy ဆိုတော့ကျွန်တော်တို့ဒီဒါတရက်တလားနော်တရက်တလား2021မှာကျွန်တော်ဒီ strategy ပေးထားတယ်နော်ကျွန်တော်ဒီမှာလက်ကပြီးဆုံးမဲ့ရကျွန်တော်မသိသေးဘူးเนาะအဲ့တော့ဆိုတော့ပြီးဆုံးလက်ကာလတွေကျွန်တော်တို့ရဲ့ project တွေ6လကြာကျွန်တော်ဒီမှာ charging ဆိုတဲ့နေမှာကျွန်တော်6လနေလိုက်နော် analytic ခေါ်လိုက်เนาะဆိုတော့ကျွန်တော်တို့ဒီလက်ရှိဒီမှာတရားတလား2021မှာကျွန်တော်တို့လုပ်မယ်ကျွန်တော်ဘယ်လောက်ကြာမလဲ charging ဘယ်လောက်ကြာမလဲကျွန်တော်6လဒါဆိုကျွန်တော်6လကြာလို့ရှိရင်သူ့ရဲ့ပြီးဆုံးမဲ့ရဒီ1ရက်9လ2021မှာဖြစ်တယ်ဒါကိုကျွန်တော်တို့တက်တယ်နီလာနေပေါ့နော် formula လေးလွယ်ပါလွယ်ပါတယ်တူပြီးတော့လည်းလက်ရှိမသိရင်တော့ခက်တယ်ပဲသိရင်တော့လွယ်တော့ပါနော်နောက်တော့ကျွန်တော် strategy ရဲ့ anti ရမှာတွက်လိုက်ကိုကြာတဲ့လောက်အောင်မကြည့်တော့သူကြတော့ပြောင်းလိုက်ပြန်တွက်တော့ဖြစ်ပါနော်ကိုဘယ်လောက်လိုချင်တာလဲဆိုတော့ကျွန်တော်က2လ2လနေကျွန်တော်ဒီလုပ်ကိုပြီးစေချင်တယ်2လနေအပြီးလုပ်စေချင်တယ်ကျွန်တော်စတဲ့ကာလဒီကျွန်တော်ထားပါတော့1ရက်9လ2021မှာကျွန်တော်စတာနော်အဲ့တော့ကျွန်တော်6လကြာတယ်ဒါ6လနော်2လ sorryဒီမှာ charging ဆိုတဲ့နေရာလေးမှာကျွန်တော်သွားတယ်နော် charging ကကျွန်တော်တို့က2လကြာခြင်းအဲ့ဒါလေးခေါ်လိုက်9ရက်တလ2021က2လတင်းနေပြည့်မှာဒီမင်းတို့အပြည့်မလဲဆိုရင်ကျွန်တော်1ရက်17လနော်1ရက်17လ2021မှာကျွန်တော်2လတင်းနေပြည့်မယ်ဟုတ်ပြီနော်ဒါဒီ end date ကိုကျွန်တော်တွက်တာဖြစ်ပါနော်လက်ရှိ charging မလို့ဘူးတကယ်လို့မဟုတ်ဘူးကျွန်တော်တို့4လကြာမယ်နော်4လကြာရင်ဘယ်လောက်ဖြစ်မလဲကျွန်တော်တို့ end date 1ရက်တလ2022ဖြစ်သွားလိမ့်မယ်ဟုတ်နော်ဒါဒီကျွန်တော်အကြာချိန်နဲ့အန်လေးကိုမူတည်ပြီးတော့တာဖြစ်ပါနော်အဲ့တော့ formula ရဲ့နေရာလေးဒီဘယ်နားလေးရမယ်ဆိုရင်ကျွန်တော်လက်ရှိဒီမှာလက်ခံရရှိတဲ့ just ဆိုတဲ့နေရာမှာကျွန်တော်ရိုက်မှာဖြစ်ပါနော်အဲ့တော့ရိုက်မယ့် formula equation အန်လေးပါနော် e d a t e နော် sorry ကျွန်တော်ပုံမှန်ဖြစ်နေနော် e d a t e အဲ့ဒါနော်အဲ့လိုမှာကိုယ်လေးစောက်လိုက်မယ်လို့ရှိရင်ဘယ်ကနေဘယ်ထိလိုချင်တာလဲဆိုရင်ကျွန်တော်တို့ဒီနော်ဒီကောင်ကအဲ့ဒီကိုလိုချင်တာเนาะ C3 ကနေကျွန်တော်တို့ဒီမှာဆက်ကျွန်တော်ရေးရတယ် F3 เนาะအဲ့ဒါညင်းများချင်း E D A D E အဲ့ဒီကိုလေးစလိုက်မယ်ပြီးလို့ရှိရင် D3 ဒီကောင်ဟာ comma ဘာလို့ပြမလဲဒီဘက်က F3 ပြောင်းဝင်မယ်ဆိုတာเนาะဒီကိုလေးပေးလိုက်မယ်ဟုတ်စေโอเคကျွန်တော် strategy မှာဘာကိုရေးထားလဲဆိုရင်ကျွန်တော်တို့ကstation ထောက်ပါကျွန်တော်တို့မှာရှိရဲ့ကိုလေးကိုလာဆက်ကြမယ်စတဲ့ရေးလိုက်เนาะကျွန်တော်ကြာမဲ့အားဒီကျွန်တော်ဘယ်လောက်ကြာလဲကျွန်တော်က2လကြာနော်အဲ့တော့9ရက်17လ2021မှာကျွန်တော်ပြီးတော့မယ်ဒါကကျွန်တော် strategy ရဲ့ anti ရတော့ formula လေးဖြစ်ပါတယ်အင်မတန်မှလည်းလုပ်ပါတယ်နော်အားလုံးလည်းသုံးကြည့်ကြည့်ပါသုံးလက်တက်ပါနော်အားလုံးလည်းစင်ပြကြလိမ့်မယ်ပြောလို့ပါတယ်အားလုံးလည်း